Little Sicily ကတိုက်ခန်းချင်းလေးတစ်ခုထဲမှာ Frank လို့ခေါ်တဲ့လူတစ်ယောက်ဟာလက်တွေကနေသွေးထွက်တဲ့အထိပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်နေပါတယ်။သူဟာ Force Recon Marine စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီးပြစ်ခတ်မှုတစ်ခုမှာသူမိသားစုကိုဆုံးရှုံးခဲ့ရသူပါ။အဲ့ဒီနောက်ပိုင်းမှာတော့သူဟာ Punisher လို့လူသိများတဲ့ရက်ဆက်တဲ့လက်စားချေသူတစ်ယောက်အဖြစ်နေထိုင်လာခဲ့ပါတယ်။အခုတော့သူမိသားစုကိုတတ်ခဲ့တဲ့သူတွေကိုအကုန်ရှင်းလင်းပြီးနောက်မှာဘဝရဲ့ရည်မှန်းချက်တွေပျောက်ဆုံးနေတယ်လို့ခံစားနေရပါတယ်။ Frank ဟာသူ့ရဲ့အတိတ်ကရဲဘော်ရဲဘက်တွေရဲ့အတန်တွေကိုကြားနေရပြီးစိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုပြင်းပြင်းထန်ထန်ခံစားနေရပါတယ်။သူဟာစိတ်တက်ကြပြီးသူ့ရဲ့စစ်သားအမှတ်တံတွေကိုဖျက်ပစ်တယ်လို့သူ့ကိုယ်ပေါ်ကတက်တူးတွေကိုလည်းဖျက်ဆီးပစ်ပါတယ်။အဲ့ဒီအချိန်မှာသူ့တငယ်ချင်း Curtis ကစိတ်အာရုံထဲမှာပေါ်လာပြီးသူ့ကိုအားပေးခဲ့ပါတယ်။ဒါကြောင့် Frank ဟာသူ့ရဲ့ Punisher လက်နက်ကရိယာတွေကိုတစ်တာထဲထည့်ပြီးတာမန်လူတစ်ယောက်လိုနေထိုင်ဖို့ကြိုးစားခဲ့ပါတယ်။ မြို့ထဲမှာစူပူအုံညွှမှုတွေဖြစ်နေချိန်မှာ Isabella Nucci လို့ခေါ်တဲ့ဂိုင်းချုပ်မကြီးဟာ Frank ရှေ့ကိုရောက်လာပါတယ်။ Frank က Isabella ရဲ့သားတွေနဲ့မိသားစုဝင်တွေကိုတတ်ခဲ့တာကြောင့်သူမက Frank ကိုတေးစေချင်နေတာပါ။ညနေ6:48မိနစ်မှာ Frank ဘယ်မှာရှိတယ်ဆိုတဲ့သတင်းကိုရာဇဝတ်ကောင်အားလုံးစီဖြန့်ဝေပြီးစုချင်းငွေထုတ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။အခုတော့ Frank ဟာတမျိုးလုံးမှာရှိတဲ့လူဆိုးတွေရဲ့ပြစ်မှာထက်သွားပါပြီ။သတ်မှတ်ထားတဲ့အချိန်ရောက်တဲ့အခါမှာတော့ Frank ရဲ့တိုက်ခန်းတကားစီကိုလူဆိုးတွေရောက်လာပါတော့တယ်။လူဆိုးတွေဟာ Frank ရှိတဲ့နေရာကိုမီးရှို့ဖို့ဓာတ်ဆီတွေနဲ့ပတ်ဖြန်းကြပြီးအိမ်နီးနားချင်းတွေကိုလည်းနှိပ်စက်နေကြပါတယ်။သူ့ရဲ့အိမ်နီးနားချင်းတွေအကူအညီတောင်းနေတဲ့အတန်းကိုကြားတဲ့အခါ Frank ရဲ့စိတ်ထဲမှာသူ့မိသားစုကိုတတိယသွားပါတယ်။အဲဒီနောက်မှာတော့သူဟာကြောက်စိတ်တွေကိုဘေးဖယ်ပြီးဒေါသတကြီးနဲ့တိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါတယ်။ခြေတော့မှမီးဆွဲနေပေမဲ့လည်း Frank ဟာလူဆိုးတွေကိုတယောက်ပြီးတယောက်ရက်ဆက်ဆက်နှိမ်နှင်းมาတော့တယ်။သူဟာဓားတွေနဲ့လက်လန်းမီယာလက်နက်တွေကိုသုံးပြီးသူ့ကိုဝိုင်းထားတဲ့ရာဇဝတ်ကောင်တွေကိုတိုက်ခိုက်နေတာပါ။အိမ်နီးနားချင်းအိုက်ဇာယာရဲ့မိခင်ကိုကယ်တင်ပေးလိုက်ပြီးနောက်မှာတော့တိုက်ခိုက်မှုတွေကပိုပြီးပြင်းထန်လာပါတယ်။ရန်သူတွေကတတိကြီးရောက်လာပေမဲ့ Frank ကတော့နောက်မဆုတ်ပဲအသေးအလဲတိုက်ပွဲဝင်နေပါတယ်။ Frank ဟာရန်သူလက်နက်တွေကိုလူယူပြီးတစ်ဖက်လူကိုကာကွယ်အေးတိုင်းအထက်တုံးရင်အဆောက်အဦထဲမှာရွေ့လာနေပါတယ်။တိုက်ခန်းဝါရန်တာကနေကြီးလိုက်တဲ့အခါတရက်ကွက်လုံးဟာလူဆိုးတွေကြောင့်ဖရီဖြစ်နေကြကိုမြင်လိုက်ရပါတယ်။သူဟာအဖြစ်မြက်ပြည်သူတွေကိုကယ်တင်ရင်းနဲ့ရန်သူတွေကိုအဆက်မပြတ်ပစ်ခတ်နေပါတယ်။တနက်ကြီးစံတွေကုံတော့တိုင်းလဲရန်သူစည်းကနေလက်နက်အသစ်တွေကိုပြန်လူပြီးဆက်တိုင်နေခဲ့တာပါ။ရန်သူတွေကိုရှင်းလင်းရင်း Frank ဟာအဆောက်အဦရဲ့ခေါင်းမိုးပေါ်အထိတက်သွားခဲ့ပြီးမြဲအဲ့ဒီမှာလဲဒုတိယအဖွဲ့ကစောင့်ချိုနေပါ යි ။သူဟာတန်ရာတွေရနေပြီမဲ့လက်ချင်းရင်တိုက်ခိုက်တဲ့နေရာမှာစစ်သားပြီးကျွမ်းကျင်မှုတွေကိုပြသခဲ့ပါတယ်။နောက်ဆုံးမှာတော့ရန်သူတယောက်ကသူ့ကိုအဆောက်အဦပေါ်ကနေတွင်းချလိုက်လို့ဘတ်စကားတစီးပေါ်ကိုပြုတ်ချသွားခဲ့ပါတယ်။သွေးတွေထွက်ပြီးနာကျင်နေပြီမဲ့သူဟာ Isabella ကိုလက်လွတ်မခံချင်သေးပါဘူး။ Frank ဟာ Isabella တို့ကားမောင်းထွက်သွားတာကိုမြင်လိုက်ရပြီမဲ့ကလေးမလေးချလီရဲ့အော်တန်ကိုကြားလိုက်ရပါတယ်။သူရဲ့မိသားစုကိုဆုံးရှုံးခဲ့ရတဲ့အသေးကြောင့်သူဟာ Isabella မလွတ်ဖေးပြီးချာလီတို့မိသားစုကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာကော်ဖီဆိုင်ထဲကိုဝင်သွားပြီးချာလီတို့ကိုနှိပ်စက်နေတဲ့လူဆိုးတွေကိုအကုန်ရှင်းလင်းပြလိုက်ပါတယ်။တန်ရာတွေအများကြီးရထားပြီးမှလည်းအပြစ်မဲ့သူတွေကိုကာကွယ်ပေးနိုင်ခဲ့လို့သူကျေနပ်နေပါတယ်။တိုက်ပွဲတွေပြီးဆုံးသွားတဲ့အခါချာလီက Frank ကိုကြီးစုတင်တဲ့အနေနဲ့စကူပန်လီတပွင့်လက်ဆောင်ပေးခဲ့ပါတယ်။ Frank ကအဲ့ဒီပန်လီကိုယူပြီးသူ့မိသားစုရဲ့ဂူးတင်ချိုင်းကိုတွားရောက်ခဲ့ပါတယ်။ချာလီကြောင့်သူ့သမီးလေးလီဆာကိုဖျက်မြင်အောင်မိပြီးစိတ်သက်သာရာရခဲ့တာပါ။သူဟာအရှုံးမပြီးပဲမတရားမှုကိုဆက်လက်နှိမ်နင်းမယ်လို့သူ့မိသားစုကိုကတိပေးခဲ့ပါတယ်။အချိန်ရနေငယ်ကြာပြီးနောက်မှာတော့ Frank ဟာ Punisher အဖြစ်ပြန်လည်လှုပ်ရှားလာပါတယ်။အဘိုးတယောက်ကိုနှိပ်စက်ပြီးခွေးလေးကိုတတ်ခဲ့တဲ့ Mickey ဆိုတဲ့လူဆိုးကိုသူပြန်လည်လက်စားချေခဲ့ပါတယ်။ Mickey ကိုအပြတ်ရှင်းလင်းလိုက်ပြီးနောက်မှာတော့မတရားမှုတွေရှိနေသူFrank ဟာဘယ်တော့မှရပ်တန့်သွားမှာမဟုတ်ဘူးဆိုတာကိုပြသလိုက်ပါတယ်။